ကျွေးရောလိုက်တာဗျာနှမျောကြကောင်းလိုက်ကြည့်လေကဲဘဘဲမောင်တဲ့နဲ့လူတိုင်းအိမ်ဦးမဘဘဲမောင်တဲ့နဲ့သူ့ညမကိုဘယင်ကသိမ့်လို့ဒေါသတွေထွက်ပြီးတော့သေရတာလေဘဘဲမောင်တဲ့နဲ့နတ်မောင်နှမရဲ့ဒေါသထွက်လို့သေရကိုကြီးကျော်စိတ်ဆိုးပြီးဒေါသတော့သေရမင်းကြီးမင်းလေးဒေါသနဲ့သေငရဲပြေးလောဘနဲ့သေပိတ်တာပြေးမောဟနဲ့သေတိရစ္ဆာန်ဆိုတော့ဒေါသနဲ့သေတာဖြစ်ချင်းကြောင့်လောဘမောဟနဲ့သေတာဖြစ်ချင်းကြောင့်အဲ့ဒီပုဂ္ဂိုလ်များဒီတရဏုံမထိုက်ဘူးအဲ့ဒါကိုတို့ကဖယားကနဲ့ကပ်ပြီးတော့ဝန္တိဘာဒဝန္တိကဗရသမารိယာမိဟာရေနသမารိယာမိကာမေသမารိယာမိကာမေတုမိစ္ဆာစာတာသူများမရမပြစ်မှားနဲ့ဆိုတဲ့ပြစ်မှားပါတယ်ဆိုတဲ့မင်းကြီးမင်းလေးလက်ထက်တဲ့ပုဂ္ဂိုလ်ကိုဖယားကနာတင်ထားတယ်ဖယားရှင်ကကာမေတုကိုရှောင်ခိုင်းတယ်သူတစ်ပါးကြီးမရသည်နတ်သမီးတမယချောပါစေမြင်မွေးထော်လို့တစ်ချိန်တော်မြညှော်ကမကြည့်နဲ့မျက်လုံးနဲ့တော့မော့မကြည့်နဲ့ရှင်းလားဥပိ္ပစေတကကနဲ့သက်တမ်းစေအောင်မနေရတဲ့သီလကုံနဲ့မပြည့်စုံတဲ့ကောင်းနေမှအကုန်ကိုးကွယ်ထားတာအယက်သမားပါသေးတယ်ကိုကြီးကျော်နော်အာချမ်းရှာချမ်းနဲ့အမေချမ်းဟမ်သူတို့ဟာကောင်းတာတခုမှလည်းမသိဘူးစံတင်စရာကိုတခုမှမပါဘူးသူတို့39မရနတ်ကြောကသူစီးပွားရေးဈေးကွက်အဆင်ပြေအောင်လုပ်လို့ရတာကျမ်းမာရေးမကောင်းဘူးဟာဘယ်ကောင်းမှာတော့ရိုးရာမေ့နေတာသူကလို့တော့အဲ့တော့ဒီအိမ်ကိုကြီးကျော်ဆိုင်ထားရင်ဘဘအိမ်ကြမန္တလေးဆိုင်ရမယ်သူကဒါလေးတွေအကွက်ချထားတာရှင်းသလားအိမ်တွင်းမတင်လို့သူတင်တော့ပြောက်သလားဆိုတော့ဆေးကမ်းပြေးရတာပဲရှင်းသလားကိုကြောကိုကျေပွဲစီးပွားတွေရှာနဘူးအချိုးချိန်မကြောင်ရှာမောပန်းပြီးလှုပ်လာပြီးတော့မှစီးပွားဖြစ်လာတာတခြားမဟုတ်ဘူးဒါအဖေကြီးမှတာဟုတ်လားအိမ်တွင်းချုံမအမဲပြောတော့အိမ်တွင်းချိန်မလုံနေတယ်ညနေဆောင်ရင်သူတို့သွားကပေးနော်သူချုံမလုံတယ်လည်းပြောသေးကိုကကြီးသွားခြုံပေးနေရှင်းသလားအိမ်တွင်းရှိရင်မီးမလောင်ဘူးတဲ့ဆိုတော့အဲ့အိမ်တွင်းကဘယ်လိုသိထားမီးလောင်သိထားတဲ့လူကိုမီးခွင်းအောင်ဆိုတော့မီးလောင်သူအရင်ဆုံးပြေးမှာ तू မလောင်တာခင်ဗျားတို့ကတော့လောင်မှာ